ကျွန်တော်တို့ Telegram မှာရုပ်ရှင် channel ပေါ့နော် movie channel လေးတွေထောင်မယ်ထောင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ video လေးတွေတင်မယ်ပြီးလို့ရှိရင်ပတ်စံရှာမယ်ဒီလို film ထားတယ်ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးလုပ်ရမယ့်ချက်ကတော့ကျွန်တော် Telegram မှာ channel လေးတစ်ခုရှိဖို့ပါကျွန်တော်ဒီ video လေးမှာ Telegram channel ထောင်လေးကိုပြောပြပေးပါမှာဖြစ်ပါတယ်အရင်ကကျွန်တော် Telegram account ထဲကိုဝင်လိုက်မယ်ဟုတ်ပြီကျွန်တော် Telegram ထဲရောက်ပြီဆိုလို့ရှိရင်ကင်မရာပေါ်မှာရှိတဲ့ခဲတံလေးကိုနှိပ်လိုက်မယ်ပြီးတော့ဒီမှာမြင်နေရတဲ့ new channel ဆိုတာလေးကိုနှိပ်လိုက်မယ်ဒီနေရာမှာတော့ကျွန်တော်တို့ဓာတ်ပုံနေရာမှာကတော့ channel ဓာတ်ပုံလေးကိုပေါ့နော် channel ဓာတ်ပုံလေးကိုထည့်မယ်ပြီးလို့ရှိရင်ဒီမှာ channel name ကိုရေးမယ်ပြီးလို့ရှိရင်အောက်မှာတော့ description ပေါ့နော်ကို channel ကဘာ channel ပါဆိုတာဖော်ပြချင်တာလေးထည့်ပေးလိုက်အောင်ပါပဲပြီးလို့ရှိရင်ဒီမှာအမှန်ချင်လေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်ဒီမှာ public channel ကိုပဲရွေးထားပါပြီးလို့ရှိရင်ဒီအောက်က link ကကြတော့ဒီ link နေရာမှာကတော့ကျွန်တော်တို့ channel ကိုရှာတဲ့အခါမှာပေါ့နော်အလွယ်တကူတွေ့ရအောင်လို့ channel name လေးထည့်ပြီး link လေးထည့်ပေးလိုက်အောင်ပါပဲကိုအဆင်ပြေတဲ့နာမည်လေးကိုပေးလိုက်ပါကိုပေးတဲ့နာမည်ကရှိပြီးသားဆိုလို့ရှိရင်သူတို့အမားပြပေးပါလိမ့်မယ်ကျွန်တော်ဒီ public link ဆိုတဲ့နေရာမှာကတော့ကျွန်တော်တို့ movie ပေါ့နော် link လေးကိုပေါ့ရှာလို့လွယ်မဲ့နာမည်လေးပဲထည့်ပေးလိုက်ပါကျွန်တော်ပေးသလိုပေးလိုက်လေရတယ်တခြားကိုအဆင်ပြေတို့လေးပေါ့နော်နာမည်လေးပေးလိုက်ပါတကယ်လို့ကိုပေးတဲ့နာမည်ကသုံးပြီးသားလူတွေရှိတယ်ဆိုလို့ရှိရင်ဒီလိုအစိမ်းလေးဖြစ်မှာမဟုတ်ပါဘူးအဲ့ဒီခါကျရင်ကိုအဆင်ပြေတဲ့နာမည်လေးကိုပြောင်းထည့်ပြီးတော့အစိမ်းလေးဖြစ်အောင်လုပ်ပေးလိုက်ပါပြီးပြီဆိုလို့ရှိရင်အမှန်လေးချပေးလိုက်ပါပြီးတော့ဒါကတော့ကို Telegram မှာရှိတဲ့ကို friend တွေပေါ့နော်ကို friend တွေကို invite လုပ်လိုက်လေရတယ်မပိုက်ချင်ဘူးဆိုလို့ရှိရင်ဒီအောက်ကများလေးကိုနှိပ်ဒါမှမဟုတ်ကျွန်တော်တို့ channel လေးတစ်ခုရသွားပြီပဲဖြစ်ပါတယ်ကျွန်တော်အရင်က channel setting တွေကိုသွားမယ် channel setting တွေကိုရောက်ပြီဆိုလို့ရှိရင် subscriber အောက်မှာရှိနေတဲ့ admin နေရာကတော့ကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ပေါ့နော် admin ကိုထပ်ထည့်ခြင်းတယ်ဆိုလို့ရှိရင်ဒီမှာ adapt admin ဆိုတာလေးကိုနှိပ်ပြီးတော့ admin ထပ်ထည့်လို့ရပါတယ်အောက်မှာ channel setting တွေကိုဝင်ပြီးတော့ကိုလိုလေး channel setting ကိုချိန်လို့ရပါတယ်ဒါကတော့ Telegram channel ထောင်နည်းကိုမသိတဲ့မိတ်ဆွေတို့တွေကျွန်တော် Telegram channel ထောင်နည်းဗီဒီယိုလေးကိုလုပ်ပေးတာဖြစ်ပါတယ်